ဒီကနေပဲ့သားလားကြော်သွားလားစစ်စေရမယ်ပဲ့သားမယ်ကြော်သွားမယ်ဆိုရင်ကီယာထိုးကြော်သွားရတယ်နော်တခါဒီလားကီယာထုံးမဝင်ဘူးရှိမှတယ်နော်ပြီးဆိုရင်ဒီကနေကန်ကြီးဒီကနေဘောကန်ထားဘောဆိုရင်ဒီကနေအေဂျင်ခွဲတယ်မယ်ဆိုတော့ကောင်းကောင်းစစ်စေရမယ်ဘောလည်းပြဖြစ်မလဲပြဆိုရင်ဆက်ကီယာထိုးဆိုရင်တခါဒီလားတိုင်ခွဲခတ်အပြည့်ကီယာထိုးဆိုရင်ဒီခုမှလိုက်လဲမယ်လေနော်အဆန်ထွဲရတယ်စစ်စေရမယ်ပြီးဆိုရင်စစ်စီတို့မျိုးမကောက်ဒီကနေမညာတအားချောင်းလာစစ်စေရမယ်မညာတအားချောင်းသွားမယ်ဆိုရင်လည်းဝမရဘူးအသိလဲရမယ်ကီယာထိုးရင်တမ်းပြရပါကီယာထိုးချင်မှာနော်ပြီးဆိုရင်နော်ဒီဖက်ဆိုရင်ချိုင်းစုကဲတာဖက်မှာနော်ချိုင်းစုကဲတာဖက်မှာဆိုတော့ဒီဖက်ကြီး6နော်6နော်ပြီးဆိုရင်ကလပ်ပြတိုင်ဖက်မှာဆိုတော့နေရာနေကြီးစင်ငါကွာရနော်မှန်မယ်AC နော်ပြီးဆိုရင်ချိုင်းစုကဲတိုင်ဖက်မှာအော်မှာဆိုဒီကနေကြီး6နော်ပြီးဆိုရင်ဒီကနေဆိုင်ကဲနော်4ကီယာဆိုရင်ကီယာ4ချက်ဆိုရင်ကွာထား2ခုပဲ4ကီယာကျော်ရမယ်5ကီယာဖြစ်6ကီယာဖြစ်ဆိုရင်ကွာထားမှာ3ခုအဲကြောင့်ကွာထားမှာ3ခုဆိုရင်ပြတ်တာများတယ်နော်ဥပမာကွာထားထက်ပြောင်းပြသွားမယ်ဆိုရင်ကီယာထိုးမဝင်ဘူးတချို့ပဲဝင်တယ်ကီယာလို့စာမတွေ့ဘူးစစ်မှတယ်နော်ပြီးဆိုရင်ဆိုင်ကအဝါဖိုင်ဆိုရင်ထောက်ချက်မှာဆိုတော့ဒီကနေချိုင်းစုကဲတာမှာအော်မှာဆိုတော့ဝါစာပြထိုးတယ်ပြရှင်းဒီအပေါ်မှာထောက်ချက်မှာဆိုတော့ဆောင်းထက်ဆောင်းထောက်ဆောင်းဒီအမျိုးဆောင်းလက်ချက်မှာဆိုတော့ဒီအမျိုးဆောင်းထက်အဲရနေရနေဆိုင်ကကီယာထောက်ပြီးနော်ထောက်ပြီးဆိုရင်ဒီဖက်ကချိတ်စုကဲတာဖက်မှာနော်ဒီဖက်ဆိုရင်ကလပ်ပြတာဖက်မှာနော်ပြီးဆိုရင်ဆိုင်ကရတဲ့our 5 is a lake ကီယာ6ကီယာနော်ဥပမာဒီဖက်ဆိုရင်ချိတ်စုကဲတာဖက်မှာနော်ချိတ်စုကဲတာဖက်မှာဆိုတော့ကီယာတိဘလို့စားမယ်ဆိုတော့ဒီကနေကီယာပင်ညာတိနော်ပြီးဆိုရင်ကီယာပင်ညာနီနော်ပြီးဆိုရင်ကီယာပင်ညာ3ကီယာပင်ညာ4ကီယာပင်ညာ5နော်ပြီးကီယာပင်ညာ6ကြီးစင်ငယ်ခေါ်လာမယ်ချိတ်စုကဲတိုင်ဖက်မှာနော်ပြီးဆိုရင်ကလပ်ပြတာဖက်မှာဆိုတော့ထိုင်းခွာဖော်တိုင်ဆိုရင်ပါဥပမာဒီအကောင့်ထဲမှာရေးပြတ်သွားမယ်ဆိုရင်လဲချက်မှာဆိုတော့ဒီအတတန်လုံးလဲရမယ်ဘာဖြစ်တတန်လုံးလဲမယ်ဆိုရင်ဒီတစ်ခုမှသူ့သေးတယ်လေအသေးတစ်ခုပါအသေးမယ်ဆိုရင်โอเคဒီကနေကီယာပင်ညာတိကီယာပင်ညာနီကီယာပင်ညာ3ကီယာပင်ညာ4ကီယာပင်ညာ5ကီယာပင်ညာ6နော်ဒီမှာငယ်စီကြီးခေါ်လာမယ်ဥပမာကီယာတိထိုးအသံမထိုးနိကီယာထုံးမယ်အသံထိုးဆိုရင်ချိတ်စုကဲတိုင်မဟုတ်ဘူးဆိုရင်ကလပ်ပြတာပဲပြဿနာနော်ရဒီကနေကီယာစီပေါ်စီနိအပေါ်မှာဝါစာပြတပြရှိတယ်အောက်မှာဝါစာပြတပြရှိမှန်းတယ်နော်အဲအကြောင်းဒီမှာဒီလောက်ပဲ